တခါတည်းကိုတိုက်ခိုက်လာတဲ့သူတွေကိုတုံ့ပြန်နေနှစ်နည်းရှိတယ်ဖះပြောတဲ့တုံ့ပြန်နေနေတခုကတိခံပြီးတုံ့ပြန်ရမယ်ဖြည့်ရှင်းတရားမလို့တဲ့ကိစ္စဇိန်သမနာအခုလိုတရားပွဲကြီးလူစီတီရောက်တဲ့အခါဒီမှာကိုဝင်ဆောင်ကြီးတဲ့တာဝန်ယူနိုင်မဲတဲ့နော်ဒီမှာနေသိလာသိဖြစ်နေပြီတဲ့မွေးတော့မယ်ဖွားတော့မယ်နော်ပြောလိုက်တော့ဘလို့ပုဂ္ဂိုလ်ကြီးညာလို့ပုဂ္ဂိုလ်ကြီးတင်ဘလို့တာဝန်ယူမလဲပါညာဆိုတော့ဘုရားရှင်ကပြောတယ်ဇိန်သမနာနဲ့ဒီကိစ္စမင်းနဲ့ငါပဲသိတယ်နော်လေဖះပြောတယ်ဒါပဲသစ္စာတရားတွေပါတယ်ပြောဘူးနော်ဇိန်သမနာနဲ့ဒီကိစ္စမင်းနဲ့ကပဲသိတယ်ဟုတ်တယ်တဲ့တော်နဲ့ကျုပ်ပဲသိတာဟုတ်ဘာညာလဲဆိုပြီးတော့နောက်တော့မနေနိုင်တော့ပြိဿတဲ့ထပြန်ပြေးတော့အဲ့ဒါမြေမြူတာပဲကိုဝင်ကအတုလေ AI နဲ့လှုပ်ထတာဟုတ်လားမြတ်စွာဘုရားရှင်ကအဲ့ဒီကိစ္စမှာတော့ပြိဿထဲမှာတီတီငြိမ်နဲ့တူတုံ့ပြန်လိုက်တယ်ဇိန်သမနာဒီကိစ္စမင်းနဲ့ကပဲသိတယ်ဆိုဟုတ်တယ်ဇိန်သမနာမဟုတ်ဘူးဆိုတော့ तू သိတယ်နော်ဘုရားနဲ့ရတဲ့ကိုဝင်မဟုတ်ဘူးဆိုတော့ तू သိတယ်နော်အဲ့ဒါမှ तू မခံနိုင်ဘူးထွက်ပြေးတယ်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာကိုဝင်အတူကြီးရဲ့ပြုတ်ကျသွားတယ်ဘုရားရဲ့ဘုံတကူပေါ့လေဟိုတရားမင်းရဲ့ကြွက်နဲ့ဝင်ကြိုက်တယ်မကြိုက်ဘူးဆိုတာဒါစားရပြောတာဟုတ်ချင်မှာဟုတ်မှာတို့တော့ဘုရားပြန်ပြောတယ်ဇိန်သမနာဒီကိစ္စမင်းနဲ့ကပဲသိတယ်ဆိုတဲ့စကားကမိုးကြိုးသားတဲ့ထက်တယ်အဲ့ဒါကြောင့်ဇိန်သမနာထွက်ပြေးရနောက်တော့မြေမျိုးတာပဲခုမြေမျိုးတဲ့ကန်ရှိအဲ့ဒါဆိုတော့ဘုန်းဘုန်းတို့ဒီမှာနတ္တိလောကေအနေတိတောတဲ့လောကမှာအကဲ့ရဲ့လွတ်တဲ့သူတယောက်မှမရှိဘူးလို့ပြောတယ်လူကပိုးပြီးတော့အကဲ့ရဲ့ခံရတယ်ဆိုတာပိုးပြီးအင်အားကြီးလာလို့